တာဆိုတော့ဘယ်လိုလဲဆိုတော့ तू ကအဲ့လိုမျိုးကြာလာနှုတ်လေးတွေကိုကိုကအချိန်မီမနှိမ့်နိုင်ဘူးဆိုရင်တော့ तू ကဘယ်လိုဖြစ်သွားမလဲဆိုရင်အတန်ပြောက်အောင်နော်အီဆိုပြီးတော့ပေါ်လာမှာအဲ့လိုမျိုးကိုက note တွေကိုအချိန်မှတီးနိုင်မှလို့မယ် note တွေကိုအကဲကိုကအချိန်မှမတီးနိုင်ဘူးဆိုရင် hat ပါတစ်ဖြည်းကိုပေါ့ပြဒီလိုပြန်တိုးလာမယ်ဆိုတော့ gain လို့ပါဖြစ်သွားနိုင်တယ်ပေါ့နော်အဓိကတော့ဒီ note တွေကိုမှောင်တီးဖို့ရယ်ပြီးရင်ဒီ note ကိုတော့ကိုကမထိခဲ့ဘူးဆိုရင်အတန်ထွက်မလာအောင်အမ